ဒါကတော့ Fairchild Republic ကထုတ်လုပ်ထားတဲ့ A10 Thunderbolt 2 ပဲဖြစ်ပါတယ်သူ့ကို A10 Warthog လို့လည်းလူသိနေကြပါတယ် American တို့ရဲ့အကောင်းဆုံးသောတင်ကားဖြတ်လေယာဉ်တစ်စင်းဖြစ်သလိုမြေပြင်တပ်ဖွဲ့တွေအတွက်တော့မိုးကောင်းကင်ကအဆောင်ရှောက်နတ်ပြားတစ်ပါးပါပဲဒီလေယာဉ်ဟာရန်သူပစ်ခတ်မှုတန်တွေကိုအမကန်ခံနိုင်ရရှိသလိုကြောက်ခမန်းလေးပစ်ခတ်နိုင်စွမ်းလည်းရှိပါတယ်ဒါပေမဲ့ကြည့်ရတာရုပ်ဆိုးဆိုးအချိုးဆိုင်မကြတဲ့ဒီလေယာဉ်ပြန်ကဘာကြောင့်ကမ္ဘာအကောင်းဆုံး Close Air Support အနီးကလေကြောင်းပစ်ကူလေယာဉ်တစ်စင်းဖြစ်လာရတာလေကျွန်တော်တို့ဒီဗီဒီယိုမှာ A10C လေယာဉ်ရဲ့အတွင်းပိုင်းအစိပ်ပိုင်းတွေကိုအသေးစိတ်ဖြိုခွဲပြီးဒီစစ်လက်နက်နည်းပညာအကြောင်းကိုလေ့လာကြည့်ကြရအောင်ပထမဆုံးအနေနဲ့ A10 ရဲ့ကိုယ်တယ်ပိုင်းဆိုင်ရာတိစောက်ပုံကိုကြည့်ကြရအောင်ဒီလေယာဉ်ရဲ့ကိုယ်တယ်95%လောက်ကိုအကျန်းခံတဲ့အလူမီနီယမ်သတ္တုဇာတ်တွေနဲ့တိစောက်ထားပါတယ်ထူးခြားတာကသူ့ရဲ့အရေးခွင်ပြားတော်တော်များများဟာဘဲဖက်ညာဘက်အစားထိုးလဲလှယ်လို့ရအောင်ဒီဇိုင်းဆွဲထားတာပါသူ့ရဲ့အတောင်ပံတွေကတော့တော်တော်လေးထူးခြားပါတယ်အနှိမ်ပြန်တန်းတာတွေအမြန်နှုံးလျှော့ပြီးပြန်တန်းတာတွေအသက်အထူးပြုလှုပ်ဆောင်ထားတာပါအတောင်ပံအဖျားကကွေးစိမ့်နေတဲ့ဒီဇိုင်း Honor Wing Tips တွေကလေယာဉ်ကိုပိုပြီးတည်ငြိမ်စေသလိုပြေးလန်းတူတူလေးမှာပဲအတက်အဆင်းပြုလုပ်နိုင်အောင်ကူညီပေးပါတယ်နောက်ပြီးသူ့ရဲ့ကြီးမားတဲ့ aileron လေယာဉ်ထိန်းတောင်ပံငယ်တွေကလေယာဉ်အမြန်နှုံးနင်းနေတဲ့တောင်မှကောင်းကောင်းကွေ့ဝိုင်လို့ရအောင်စွမ်းဆောင်ပေးနိုင်ပါတယ် Engine နဲ့အမိပိုင်း A10 ကို General Electric ရဲ့ TF34 engine နှလုံးနဲ့မောင်းနှင်ပါတယ်ထူးခြားတာကဒီ engine နှလုံးကိုလေယာဉ်ရဲ့အပေါ်ဘက်အမီးပိုင်းနားမှာတပ်ဆင်ထားတာပါဒီလိုတပ်ဆင်ရတဲ့အကြောင်းရင်းကတော့ engine ရဲ့အပူထုတ်လွှတ်မှုကိုလျှော့ချပြီး heat seeking missile အပူရှာဒုံးကြီးတွေရဲ့ရန်ကကားကွယ်ဖို့နဲ့မြေပြင်ကနေဖိခတ်လာမဲ့ရန်တို့လက်နက်ငယ်တွေမထိမှန်နိုင်အောင်လို့ဖြစ်ပါတယ်တကယ်လို့ engine တစ်လုံးပျက်စီးသွားရင်တော့နောက်တစ်လုံးနဲ့ဆက်ပြန်တန်းနိုင်အောင်စီစဉ်ထားတာပါအမီးပိုင်းမှာတော့တောင်လိုက်တီးဆောက်ထားတဲ့ Twin Vertical Stabilizer တွေပါရှိပါတယ်ဒါကြောင့်အမီးပိုင်းတစ်ဖက်ပျက်စီးသွားရင်တော့လေယာဉ်မှာဆက်လက်ပြန်တန်းနိုင်ဦးမှာဖြစ်ပါတယ်အဓိကလက်နက်ကြီး The Gun GAU-8 Avenger ဒါကတော့ A10 ရဲ့အသက်ပါပဲ GAU-8 လို့ခေါ်တဲ့ 30mm Gatling Cannon စက်တနက်ကြီးဖြစ်ပါတယ်ဒီတနက်ကြီးရဲ့အရွယ်အစားဟာ Volkswagen Beetle ကားတစ်စီးစားလောက်ရှိပါတယ်ပြောရမယ်ဆိုရင်တခြားလေယာဉ်တွေကလေယာဉ်မှာတနက်တက်ထားတာဖြစ်ပြီးမဲ့ A10 ကတော့တနက်ကြီးကိုလေယာဉ်အတောင်ပံတက်ပြီးထားသလိုပါပဲဒီတနက်ဟာတမိနစ်ကိုကြည်3900ကနေ4200အထိဖြစ်ခံနိုင်စွမ်းရှိပါပဲသူဖြစ်ထုတ်လိုက်တဲ့ကြီးစံတွေဟာ depleted uranium တွေဖြစ်ပြီးတင်ကားတန်ချက်ကားတွေကိုထောပတ်လို့ဒိုးဝင်ဖြည့်ဆည်းနိုင်ပါတယ်သူ့ရဲ့နာမည်ကြီးအတန်ဖြစ်တဲ့ Bird ဆိုတဲ့အတန်ကိုကြားဖူးကြမှာပါမြေပြင်စစ်တွေပြောကြတာကတော့အကယ်၍မင်းသားအဲ့ဒီအတန်ကိုကြားရတယ်ဆိုရင်စိတ်ချပါမင်းအသက်ရှင်နေပါသေးတယ်ဘာလို့လဲဆိုတော့ကြီးစံကအတန်ထက်မြန်လို့ပါပဲတဲ့လေမှုအခါလေမှုရဲ့ဘေးကင်းလုံခြုံရေးအတဲ့လဲအထူးစီစဉ်ထားပါတယ်လေမှုထိုင်တဲ့နေရာကို Titanium Bathtub Titanium ရေချိုးကန်လို့ခေါ်ကြပါတယ်ဘာလို့လဲဆိုတော့လေမှုကိုပေါင်ထောင်းနေတာလေးတဲ့ Titanium တန်ချက်ကအခွင့်ကြီးနဲ့အုပ်ပြီးကာကွယ်ပေးခါလိုပါတယ်ဒါအပြင်ခေတ်မီ Glass Cockpit နည်းပညာတွေညဖက်မှာပါမြင်နိုင်တဲ့ system တွေကြောင့်ပြစ်မှတ်ကိုတိတိကျကျရှာဖွေနိုင်ပါတယ်နေကုန်းချုပ်အနေနဲ့ပြောရရင် A10 Warthog ဟာခေတ်မီပြီးမြန်ဆန်တဲ့တိုက်လေယာဉ်မဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့ခံနိုင်ရည်ရှိမှုကြောင်းမတ်ဖွယ်ပစ်ခတ်နိုင်စွာနဲ့မြေပြင်တပ်တွေကိုအကာအကွယ်ပေးနိုင်စွမ်းတွေကြောင့်ဒီကနေ့အထိစစ်ပွဲတွေမှာမရှိမဖြစ်တဲ့လေယာဉ်တစ်စင်းအထိရပ်တည်နေစေပဲဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက် subscribe လုပ်ထားကြပါအောင်ခင်ဗျာ